လက်ရှိဖြစ်ပေါ်နေတဲ့ပြည်တွင်းမငြိမ်းချမ်းမှုတွေကြောင့်ကလေးလုပ်သားပပျောက်ရေးအတွက်စီမံကိန်းချမှတ်ဆောင်ရွက်တဲ့နေရာမှာအတားအဆီးတွေဖြစ်စေတယ်လို့ကလေးလုပ်သားရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေထံကသိရပါတယ်။မငြိမ်းချမ်းမှုတွေကြောင့်စစ်ပစ်ပွားရာဒေသတွေကကလေးငယ်တွေအနေနဲ့ပညာသင်ကြားရေးလူမှုရေးနဲ့စာဝန်ရေးအခက်အခဲတွေကြုံတွေ့နေရတယ်လို့အလုပ်သမားဝန်ကြီးဌာနအလုပ်ရှင်အလုပ်သမားဥပဒေစစ်ဆေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်ကပြောပါတယ်။ဘက်အေရီယာကပို့ဆိုးတာပေါ့ဒီစစ်ဘက်ပဋိပက္ခဖြစ်တဲ့နေရာမှာမငင်းကြလို့စတင်ရတော့မှာလေ။စာတင်ဖို့နေတာတော့စားဖို့တောင်းတာခက်ပါတယ်။အဲ့တော့စစ်တိုက်ပွဲတွေရော့ဖို့နော်ငင်းညံ့မှုရှိလို့လေဒါမှနော်ဒုက္ခလေးတွေစားဖို့နေကောင်းမယ်ပညာရေးကောင်းမယ်လူမှုရေးကောင်းမယ်အဓိကဒါပါပဲ။အစိုးရအနေနဲ့မလိုလားအပ်တဲ့စီးသုံးစစ်တွေကိုလျှော့ချကာကလေးလုပ်သားပပျောက်ရေးအတွက်မိဘတွေစာဝန်ရေးဖူလို့မှုအတွက်လုပ်ငန်းခွင်ရှာဖွေရေးနဲ့လုံခြုံတဲ့ပတ်ဝန်းကျင်ဖြစ်စေရေးအစရှိတဲ့လူမှုရေးကဏ္ဍတွေမှာဗဏ္ဍာငွေကိုယခုထက်ပိုမိုသုံးစွဲသင့်တယ်လို့ Equality မြန်မာကဒါရိုက်တာဦးအောင်မျိုးမင်းကသုံးသပ်ပါတယ်။ပြည်တွင်းပဋိပက္ခဖြစ်ပွားရာဒေသတွေကကလေးငယ်တွေအနေနဲ့တိုက်ပွဲတွေကြားမှာထွက်ပြေးတိမ်းရှောင်ရင်းစာဝန်ရေးအခက်အခဲတွေကြောင့်ကလေးလုပ်သားအဖြစ်ရောက်ကြရတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးအမြန်ရဖို့လိုအပ်နေတယ်လို့ကလေးလုပ်သားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ရတနာမြတ်တာအဖွဲ့ကဥက္ကဋ္ဌဦးမြင့်ဆွေကသုံးသပ်ပြောကြားပါတယ်။မြန်မာနိုင်ငံမှာကလေးလုပ်သားပပျောက်ရေးအတွက်အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ရဲ့ထောက်ပံ့မှုနဲ့မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနအပါအဝင်ရပ်ဖက်အဖွဲ့အစည်းတွေစုပေါင်းက2014ခုနှစ်မှ2019ခုနှစ်အထိ၄နှစ်စီမံကိန်းအနေနဲ့ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။မြန်မာနိုင်ငံမှာ18နှစ်အောက်ကလေးငယ်4တန်းခွဲကျော်ဟာကျောင်းမနေနိုင်တဲ့ကလေးငယ်တွေဖြစ်နေပြီးအလုပ်ခွင်တွေကိုရွယ်မတိုင်မီရောက်နေတဲ့ကလေးငယ်အရေးအတွက်ဟာတသန်းခွဲခန့်ရှိတယ်လို့ ILO အဖွဲ့ရဲ့စာရင်းတွေရသိရပါတယ်။ဒီသတင်းကို Central News Bureau ကစန်းတီရီခင်ကပေးပို့ထားတာဖြစ်ပါတယ်။